အားလုံးတာလီစွာပါဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာကတော့ဒူဘိုင်ကို agency နဲ့လာလို့ရမရပြီးတော့ agency အလိမ်တွေ agency လိမ်ချင်းမှမခံရလေအောင်ကျွန်တော်ဒီဗီဒီယိုကို sharing လုပ်ပေးလိုက်ရဖြစ်ပါတယ်အခုတလို့ဒူဘိုင်ကိုလာမဲ့သူတွေတော်တော်များများကျွန်တော်ကိုလာမေးကြတယ် TikTok တို့ Facebook တို့မှာအလုပ်ခေါ်စာတွေ agency တွေအလုပ်ခေါ်နေကြတယ်ပေါ့တနည်းအားဖြင့်သူတို့မှာအလုပ်တွေရှိတယ်သူတို့ agency နဲ့ရှေ့စားလို့လာရင်တခါတည်းအလုပ်တင်ရမယ်ဟိုတယ်လိုက်တို့ရှာမတခြားနေရာတို့တခြား department တို့မှာအလုပ်ရမယ်တကယ်လို့သူတို့ agency နဲ့လာပြီးတော့အလုပ်မရရင်ငွေပြင်ရမယ်တချို့လူတွေဆိုရင်ဘယ်လောက်ထိတောင်မှပြောလဲဆိုရင်သူတို့စီနဲ့ရှေ့စားလို့ဒူဘိုင်ကိုရောက်ပြီးတလားအတွင်းနှစ်ပတ်အတွင်းအလုပ်ရမယ်တို့အဲ့လိုအာမခံကြတယ်အဲ့ဒါကတကယ်မှန်လားအကျဉ်းအပြပြောလို့ရတော့အဲ့လိုဆိုရင်90%ခန့်တော့အလိမ်ခံရဖို့များနေပြီဆိုတာကိုပထမဆုံးတတိထားစီလိုပါတယ်ကျွန်တော်ဒီစကားကိုဘာဖြစ်လို့ပြောလဲဆိုရင်ကျွန်တော်ထားဒူဘိုင်မှာနှိပ်ပေါင်းများစွာကြာပြီးတော့ရောက်နေတဲ့စီနီယာကိုများအမတွေကပို့ပြီးတော့သိကြမှာပါအခုကျွန်တော်သိထားသလောက်လေ့လာထားသလောက် sharing လုပ်ပေးတာဖြစ်ပါတယ် agency ကအလုပ်သွင်းပေးလို့ရတယ်အလုပ်တစ်ခါတည်းရှိတယ် hotel like မှာတနည်းအားဖြင့်တခြား department မှာဆိုတာယုံလို့ရလားယုံလို့ရမရကိုယ့်ဟာကိုစဉ်းစားကြပါကျွန်တော်ကတော့အဓိကစဉ်းစားဖို့ပဲပြပါဖြစ်ပါတယ်ဒူဘိုင်မှာက UAE မှာကအလုပ်ရှာတော့မယ်ဆိုရင်နံပါတ်1အင်္ဂလိပ်စကား communicate လုပ်နိုင်ရမယ်ဖြစ်ပါတယ်ကိုရှောက်မဲ့ position ကိုရှောက်မဲ့ department ကိုရှောက်မဲ့ career ကိုအဲ့ဒီအကြောက်ကိုသိထားမှအတွေ့အကြုံရှိမှအဲ့ဒီအလုပ်မှာ interview အောင်မယ်ပိုင်ရှင်က offer letter ပေးမယ်အဲ့လိုစနေနဲ့တွားတာဖြစ်ပါတယ်တကယ်လို့ agency နဲ့လာပြီးကိုကအဲ့ဒီ career နဲ့တွေ့ကြုံလည်းမရှိဘူးအင်္ဂလိပ်စကားလည်းမပြောနိုင်ဘူးအဲ့ဒါဆိုရင်တေချာတဲ့ဘေးတစ်ထေးမှဘေးလုံးငယ်ရှင်မှအဲ့ဒီလူကိုမခေါ်ပါဘူးဒူဘိုင်ဆိုတာမလေးရှားတို့ထိုင်းတို့လိုစက်ရုံတွေအလုပ်ရုံတွေမှာတအားများပြားနေတဲ့နိုင်ငံမဟုတ်ဘူး UAE နိုင်ငံပေါ့အဲ့ဒီလိုနေရာမျိုးမဟုတ်ဘူးမလေးရှားတို့ထိုင်းတို့မှာကနံပါတ်1ဘာသာစကားမတည့်ရင်တောင်မှစက်ရုံတို့မှာအလုပ်ဝင်ပြီးတော့လုပ်လို့ရတယ်ဒီမှာကနံပါတ်1ဘာသာစကားဘာဖြစ်လို့ agency ကအလုပ်သွင်းလို့မရတာလဲဆိုရင်ရှင်းလေးပါဘာဖြစ်လို့ရှင်းလဲဆိုရင်ဒီမှာဘေး department မှာပဲဝင်အရင်ဆုံး interview ရအောင် email ကကျွန်တော်တို့တနည်းအားဖြင့် website တွေလက်ခင်တွေ Indeed တွေကကျွန်တော်တို့ကအလုပ်လျှောက်ကြရတယ်အဲ့ဒီက interview ရမှကျွန်တော်က interview ဖြေတယ် interview ဖြေလို့ကိုကြိုက်မှကို skill ကိုကြိုက်မှ offer letter ပြတာဖြစ်ပါတယ်ပြီးတော့အလုပ်ရှင်ကအလုပ်သမားတယောက်ကိုမြန်မာငွေသိန်းရာခနဲ့အကုန်ကြခင်ပြီးတော့ work visa နှစ်နှစ်ကိုလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်ပြောသလိုမလေးရှားထိုင်းနဲ့ကွာခါကြကဒီမှာကအလုပ်ရှင်ကအလုပ်သမားကိုကြိတ်ပြီးဆိုရင်သူတို့ကို2 year work visa လုပ်ပြီးတော့နှစ်နှစ်စာချုပ်စာတမ်းနဲ့အလုပ်ခန့်ထားတာဖြစ်ပါတယ်2 year work visa လုပ်ရင်သိန်းရာရှိပြီးတော့ကုန်တာကိုအလုပ်ရှင်ဘာကုန်တယ်ပေါ့အဲ့ဒါဆိုရင်အရေးရှင်းမရှိတဲ့အင်္ဂလိပ်စကားမပြောနိုင်တဲ့ကိုအလုံးမှာအသုံးဝင်မဲ့လူကိုတယောက်မှမခန့်ကြပါဘူးတကယ်လို့ agency နဲ့လာလိုက်ပြီ agency ကအလုပ်ရဖို့အာမခံတယ်ဘယ်မှာသွင်းလို့ရမှာလဲမလေးရှားတို့ထိုင်းတို့လို MOU စနိုက်ကလည်းဒီမှာမရှိဘူးပြန်တာကဒီမှာ agency နဲ့လာကိုဟာနဲ့ကိုလာ
နံပါတ်1ကအင်္ဂလိပ်စကားရရမယ်နံပါတ်2ကကိုလုံးမဲ့ career ကိုလုံးမဲ့ department ကိုသိထားရမယ်တနည်းအားဖြင့်အတွေ့အကြုံရှိထားရမယ်အဲ့လိုမှလုပ်ငန်းရှင်ကအင်တာဗျူးဖြေတဲ့အချိန်ကြိတ်ပြီးတော့အလုပ်ခန့်မှာဖြစ်တယ်တယောက်လုပ်ငန်းရှင်မှdepartment အကြောင်းမသိအတွေ့အကြုံမသိဤမကောက်တဲ့လူကိုမခန့်ပါဘူးဘာဖြစ်လို့သူတို့ကကုန်ကျငွေများစွာနဲ့ID လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒါ agency ကလိန်ရှင်တဲ့လူတွေကငါတို့မှအလုပ်ရှိတယ်လူဘယ်နှယောက်လိုတယ်မင်းတို့လာသာလာခဲ့အေးလို့တကယ်လို့မရရင်ငါတို့ပိတ်ဆံပြပေးမယ်တော့အဲ့ဒါစီစဉ်စဉ်းစားကြည့်ရင်ဖြစ်နေမဖြစ်နေကိုနားထောင်တဲ့လူတွေသိလောက်မှာပါဘာဖြစ်လို့ကျွန်တော်ကဒီနေရာဒီဒူဘိုင်တို့မှာအဲ့ဒီလို agency တွေနဲ့လာပြီးတော့အလုပ်မရတဲ့လူတွေသိန်း100နေရာကုန်ပြီးတော့မလေးရှားတို့ထိုင်းတို့ဘက်ကိုပြင်သွားတဲ့လူတွေမြန်မာနိုင်ငံကိုပြင်သွားတဲ့လူတွေ overstay ဖြစ်သွားတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေတော်တော်များများမျက်မြင်အနေနာမှာရှိနေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒူဘိုင်ကိုလာမယ်ဆိုရင်ကိုဟာကိုလာရင်လည်းရတယ်ဆိုပြောချင်တာကျွန်တော်က agency နဲ့လာပြီဆိုရင်90%တို့လိမ်မယ်ဆိုတာကိုတတိထားရမှာဖြစ်တယ်ဒီမှာတချို့သဘာတင် agency တွေရှိတယ်တကယ်လို့ agency နဲ့အလုပ်ရသွားရင်တောင်မှလာစားမကောက်တဲ့အလုပ်တွေလူခွင့်ချိုးပေါက်တဲ့အလုပ်တွေအဲ့လိုနေစရာမပေးစားစရာမပေးလာစားကနေဘာမှအလုပ်သမားအခွင့်အရေးမရတဲ့နေရာတွေကိုရောက်မှသိချတယ်အဲ့ဒါကြောင့်ဒူဘိုင်ကိုလာမဲ့လူတွေ agency နဲ့ရှိစားမဲ့လူတွေကျွန်တော်ပြောတဲ့အကြောင်းအရာကိုသေချာစဉ်းစားပြီးတော့တတိထားမှာဖြစ်ပါတယ်ဟုတ်ကဲ့အကုန်လုံးကျေးဇူးတင်ပါတယ်နောက်လေးကျွန်တော်ဒူဘိုင်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing တွေလုပ်ပေးသွားမှာဖြစ်ပါတယ်